စဉ်7 50 kg ဝိတ်တန် MMA ပွဲအတွက်ရှင်နိုင်ကြမယ်ဖိုက်တာများနဲ့မိတ်ဆက်ပေးပါမယ်ခင်ဗျာအနေတော်မှာရှင်ပြိုင်ထိုးသမက်ဖိုက်တာကတော့အသက်16နှစ်အရက်9ပေ9လမှဝိတ်50 kg ပွဲ9ပွဲရှင်ပြိုင်ထားရမှာ3ပွဲနိုင်2ပွဲတည်ဖြင့် 1990s MMA ကလပ်မှာရန်ကုန်တောင်တကုံသားဖိုက်တာမင်းမြတ်သူမင်းမြတ်သူကခင်ဗျာပရိသတ်ကတော့အပြည့်ပဲအင်းကြီးပါပါတယ်ပြုံးပြတော့မှဖိုက်တာကလည်းအသက်24နှစ်အရက်9ပေ6လမှဝိတ်50 kg 3ပွဲရှင်နိုင်ထားရမှာ2ပွဲနိုင်1ပွဲတည်ဖြင့်တန်လင်ကလပ်မှာရန်ကုန်သားတန်လင်ဖိုက်တာမောင်ဦးပဲဖြစ်ပါတယ်ဗျ round 1လွယ်မဲ့ထင်းလုံးကြည့်လိုက်ဆိုတော့မဦးနဲ့ပြိတ္တတွေကတော့မင်းမြတ်သူပြိတ္တတွေပုံများတယ်ဗျโอ้ flying ကလေးကြီးလေ flying နော် game must be တဲ့အတိုင်းပဲโอ้ကန်ရက်တွေလာတယ်မမောင်းနေနေတော့ဒါဒီ body ကို whip ပြီးရဆိုတော့ ground ဘိုင်းကိုသွားမယ်သဘောရှိရင်ကြီးလေးโอ้မင်းမြတ်သူ ground ဘိုင်းသွားဖို့နည်းနည်းခက်ခဲတဲ့အနေထားမှရှိတယ်ဗျမင်းမြတ်သူကန်ရက်တွေတော့ဝှီရင်းနေရပဲเนาะဘာလို့ဆိုနည်းနည်းရက် balance ကွာတာဖြစ်တဲ့အတွက်မင်းမြတ်သူ ground ဘိုင်းသွားဖို့နည်းနည်းလေးခက်ခဲရှိတယ်โอ้ဒါတော့အောက်ကနေ body ချက်ဝင်ထောက်သွားတယ်သဘောမှရှိတယ်ဒါတော့ဒီတိတ်တောင်းလို့ဖို့ကြိုးစားတယ်ဗောနှစ်ယောက်လုံးအိုးအဲ့ဒါနည်းနည်းအနေများတယ်မင်းမြတ်သူတို့မမအောင်နေတိတ်တောင်းမှာနှစ်ယောက်ဗျမမအောင်ကွဲသွားပြီလားမသိဘူးကြည့်ရသလားကွာနှစ်ယောက်လုံးကတော့ဒါဒီလိုမျိုးချုပ်ကွက်မိနေရအနေထားနဲ့ခေါင်းပိုင်းပေါင်ချွေးကြတယ်ပေါ့အဲ့ဒါတည်းကြောက်ရတယ်မင်းမြတ်သူကအပေါ်ကနေပြန်ရောက်သွားတယ်ရီယန်ကကြောက်ဖမ်းဖို့ကြိုးစားတယ်မိသွားပြီအဲ့ဒါမိသွားပြီဗျဝင်သွားပြီလို့ပြောလို့ရတယ်ဗျရီယန်ကကြောက်ဝင်သွားပြီလို့ပြောလို့ရတယ်ဗျโอเคကျွန်တော်တို့ဒါပထမတအတိုင်းပဲပွဲရအရင်ကိုအမြဲစံလုံးအကြီးပါတယ်နော်ကဲကောင်းပါလေမြဲမြဲစံပဲပွဲတိတ်သွားတယ်စံပဲပွဲတိတ်သွားတယ်လို့ပြောလို့ရတယ်ဗျတကယ်ကောင်းတဲ့ပွဲပါပဲဒါတိတ်တောင်းယူဖို့ကြိုးစားနေပြီးတော့ပြောမယ်ဆိုလို့ရှိရင်ဒီမုတ်ဆိုးကနေတားတော့ပြန်ဖြစ်သွားတယ်ဗောကြီးလေးကအဓိကတော့ ground game မှာကိုဘယ်နေရာရောက်နေမလဲမသိတာရဲ့ဟိုဘယ်လိုခေါ်မလဲပေးဆက်လိုက်ရတဲ့ရလက်ပေါ့နော်အဓိကအဲ့နေရာမှာကျွန်တော်တို့ transition လေးအရန်လှသွားတာ50 kg ဝိတ်တန် MMA ပွဲစဉ်ပထမချီ10မိနစ်28စက္ကန့်မှာ control နဲ့ real နဲ့ချုပ်ဖြစ်လာနိုင်ရရှိသွားသူကတော့1990 MMA ကလပ်မှာတောင်တကုံသားဖိုက်တာ